ဟုတ်မဲ့မင်္ဂလာပါဗျာကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်လိုက်ပါနော်ကျွန်တော်တို့ဘာချင်မင်းတွေကဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကြာသပတေးသားသမီးတွေအတွက်နော်4ရက်5လ2025ရက်ကနေပြီးတော့10ရက်5လ2025ရက်ကြီးတစ်ပတ်တာနော်ကံသမားလေးကိုတောင်းတမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့ကြာသပတေးသားသမီးတွေပါတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးမှာ comment လေးလည်းဝင်ရေးပေးပါဦးဗျာနော်မိတ်ဆွေတွေနဲ့အကောင့်လေးကိုလည်း follow မလုပ်တဲ့ follow လုပ်ခဲ့ပြီးတော့ like and share လေးနေတယ်ကူညီခဲ့ပေးပါဦးဗျာနော်ကျေးဇူးများတင်ပါတယ်အဲ့တော့ကြာသပတေးသားသမီးတွေအတွက်တစ်ပတ်တာကံကြမ္မာလေးဖတ်လိုက်အောင်ကျန်တဲ့သားသမီးဒီရုပ်တစ်ပတ်တွေပါပေါ့နော်ဘာလို့စိတ်ညစ်စရာတွေနဲ့ပဲကြုံရတတ်တယ်နော်မိမိရဲ့လောက်ငယ်သားမိမိရဲ့သားသမီးမိမိရဲ့တပည့်တပန်းတွေအတွက်နော်စိတ်ညစ်ရတတ်တယ်နော်စိတ်ပူပန်ရတတ်တဲ့ကာလလေးဖြစ်ပါတယ်နော်အမှုခင်းနဲ့ရေဆိုင်ရတတ်တဲ့အချုံနှောင်တွေရောတတ်တယ်မိမိရဲ့သားသမီးတွေကနော်ဒီအမှုကိစ္စတွေပြဿနာတွေကြုံရတတ်တယ်တဲ့ဥတီလိုက်တိုင်းမှာတဲ့စိတ်ညစ်စရာတွေနဲ့ပဲကြုံရနေရတတ်တယ်စိတ်လီနေတဲ့ကာလလေးဖြစ်တယ်တဲ့နော်လုပ်ငန်းတွေမှာအဆင်ပြေဖြစ်တတ်တယ်တဲ့နော်သို့တော့တဲ့ဒီကာလလေးမှာပေါ့နော်မိမိတောင်းစရာရှိတဲ့အကျွေးလေးတွေပြန်တောင်းနေတဲ့ကာလဖြစ်ပါတယ်တဲ့မဖြစ်မနေရအောင်ပြန်တောင်းပါပေါ့နော်ဒါပြန်တောင်းနေတဲ့ကာလလေးပဲဖြစ်ပါတယ်တဲ့အဲ့တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လုတ်ဆောင်တဲ့လုတ်ကိုင်းနေပါတယ်လုတ်ကိုင်းနေပါတယ်အပြိုင်ဆိုင်နေကြတိုက်ခတ်နေကြအနောက်ချက်တွေထားတတ်ပါတယ်ပေါ့နော်စိတ်ညစ်စရာလေးနဲ့ကြုံရတဲ့လူပင်မစိတ်ပင်မတွေဉာဏ်ဖြစ်ရတတ်တယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ဆရာကောင်းသမားကောင်းတွေနဲ့တွေ့ရတယ်တဲ့နော်ထူးခြားတဲ့ပညာရေးတစ်ခုသင်ကြားတတ်တယ်ခေတ်ပညာတွေသင်ကြားတတ်တယ်နော်အဆင့်ပြီးပညာနဲ့လုပ်ကိုင်ရှင်ပြီးတော့လုပ်ကိုင်တဲ့လုပ်ငန်းတွေမှာအောင်မြင်ကြွကြားနိုင်တဲ့ကာလလေးဖြစ်ပါတယ်နော်အချိန်နဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အနေအထားလေးမှာရှိပါတယ်တဲ့နော်အချိန်အောင်ဆွန့်ပြီးတော့အချစ်တည်းရတဲ့ကာလမျိုးလေးဖြစ်ပါတယ်သူဒီမို့ဒီပိုင်းနဲ့2ယောက်ရှိနေတဲ့ကာလမျိုးလေးဖြစ်ပါတယ်တဲ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီကြအခိုက်အတန့်တော့မရှိဘူးတော့မျက်စိနဲ့ပတ်သက်ပြီးမျက်စိအားနဲ့တဲ့မျက်မှန်တက်ရတယ်เนาะနောက်မိဘရဲ့မျက်စိကုသပေးရတာလေးကြုံရရတယ်တဲ့เนาะညာချေညာလည်းထိခိုက်တယ်ရရှိတတ်တယ်တဲ့မတော်ဆခလုတ်တတ်တယ်အမြက်လေးကလေးတွေရှင်တိုးကြတယ်ပေါ့နော်ဒီဒီတွေပါလေအမြက်တိုးကြတာလေးဖြစ်တယ်တဲ့အဲ့ဒါလေးကိုစိုက်ပါเนาะအဲ့တော့ပြည်သားမျိုးတွေအကျိုးပေးတဲ့ကဏ္ဍလေးတော့15ပဲဖြစ်ပါတယ်เนาะအကျိုးပေးတဲ့အယောင်လေးကတော့အလီယောင်ပဲဖြစ်ပါတယ်เนาะအဲ့တော့ကျဝေးသားသမီးတွေနော်ယခုတစ်ပတ်မှာကံမြင့်ကရစီပြုလုပ်ရမယ်ရေရာလေးကတော့နော်မနက်စောစောပိုင်းမှာတဲ့ဒီကဖះမှာနော်ပေါမှု3ချက်နော်ပေါမှု3ချက်ကြီးပြီးပါပေါမှု3ချက်ပြီးပြီးလို့ရှိရဆူတောင်းပါဒီကြီးရဲ့ကိစ္စတွေဆောင်းမယ်ဆိုရင်မှဒီရေရာလေးကိုပြုလုပ်ပြီးတော့ဆောင်းရပါကြနော်အဲ့ဒါဆိုရင်ပို့ပြီးတော့အကျိုးထူပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုံးအောင်တောင်းလိုက်ပါတယ်နှုတ်ဆက်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်ဗျာနော်